ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ဗျာဒီဇက်ကားလေးကကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကတော့ဘလောက်ပဲမျှော်လင့်ချက်မရှိတဲ့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်လူတစ်ယောက်ဟာအသက်ရှင်ဖို့အတွက်နောက်ဆုံးအချိန်ထိဘလို့ရုန်းကန်တက်လဲဆိုတာပါပဲအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးဘလို့ခံစားရလဲဗျသူမရဲ့နေရာမှာတင်သားဆိုရင်ဘာလုပ်မလဲဆိုတာမှတ်ချက်မှာရေးပေးခဲ့ပါဦးနောက်ထပ်လည်းဒီလိုရင်ခုန်စရာအညွှန်းတွေကြည့်ကျင်နေဆိုရင်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားဖို့မမေ့နဲ့အုံတော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ